တင်းဤဆုံးဖြတ်ချက်တစ်ခုကတင်ဘဝအတွက်အောင်မြင်ခြင်းတကားကိုဖွင့်ပေးနိုင်တယ်လို့ Towers နဲ့ပိတ်ပလက်နိုင်တယ်ဆိုတာသင်စဉ်းစားဖို့ပါသလားကျွန်ုပ်တို့ဟာဘဝမှာရိုးသားကြိုးစားပြီးမိမိရဲ့တန်ဖိုးတွေကိုစုပ်ကိုင်ထားလေရှိပါတယ်ဒါပေမဲ့တစ်ခါတည်းမှာလောဘစိတ်တေးသေးလေးတစ်ခုအတွေးမှားတစ်ခုကကျွန်ုပ်တို့ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲပြစ်နိုင်ပါတယ်ဒီနေ့ပြောပြမယ့်ပုံပြင်ကတော့ကျွန်ုပ်တို့ရဲ့အတွေးတွေကိုမထိန်ချုပ်နိုင်ရင်ရိုးသားတဲ့လူတစ်ယောက်တောင်မှဘလို့ရွေးချယ်မှုမားရီပြုလုပ်မိနိုင်တယ်ဆိုတာကိုသင်ခန်းစာပေးမယ်ဂျိတ်ဆိုတဲ့လူငယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်ဆင်းရဲဒုက္ခနဲ့ရိုးသားမှုကြားကလူငယ်လေးလူငယ်တဲ့နှစ်ပေါင်းများစွာကမျိုးငယ်လေးတစ်မျိုးမှာဂျိတ်ဆိုတဲ့လူငယ်လေးတစ်ယောက်ရှိခဲ့ပါတယ်သူ့ဘဝဟာဝမ်းနဲ့ပူဆွေးမှုတွေရုန်းကပ်လှုပ်ရှားမှုတွေနဲ့ပြင်းထန်နေခဲ့တယ်နေ့စဉ်နေ့တိုင်းအလုပ်ရှာထွက်တယ်ပတ်စံအနှဲငယ်ရတယ်အိမ်ပြန်ရောက်ရင်ရိုးရှင်းတဲ့အစားအစာကိုချက်ပြောက်စားတော့ပြီးအိတ်ဆက်ခဲ့ရတယ်တနေ့မှာတော့တနေ့ကုန်အလုပ်ရှာပေမဲ့ဘာအလုပ်မှမရခဲ့တာကြောင့်ဂျိတ်ခါစိတ်ပြက်အားငယ်စွာနဲ့အိမ်ပြန်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲသူ့နောက်ကနေဒီမှာတခုခုတဲသွားပေးနိုင်မဲ့သူရှိပါသလားဆိုတဲ့အတန်တန်ကိုကြားလိုက်ရတယ်ဂျိတ်လဲကြည့်လိုက်တော့အဘိုးကိုတယောက်ကိုတွေးလိုက်ရတယ်အဘိုးရဲ့ဘေးမှာကြီးမားပြီးလေးလံတဲ့အိတ်ကြီးထုံးလုံးရှိနေခဲ့တယ်ဂျိတ်ခါဟုတ်ကဲ့ကျွန်တော်ကူညီနိုင်ပါတယ်လို့ပြန်ပြောလိုက်တယ်အဘိုးကငါကဟိုဘက်ရွာကိုသွားကျင်တာနည်းနည်းတော့ဝေးတယ်ဒီအိမ်နှလုံးကိုငါးဘာသာငါတည်နိုင်ပေမဲ့တတိယအိတ်ကတော့အရန်လေးလုံးလို့မင်းငါကိုတည်ပေးနိုင်မလားမင်းကိုရွှေတင်ကားတုံးပြပေးပါမယ်လို့ပြောတယ်ဂျိတ်လည်းသဘောတူလိုက်တယ်ဒါပေမဲ့အိတ်ကိုမလိုက်တဲ့အချိန်မှာပဲအိတ်ကဘလောက်လေးတယ်ဆိုတာကိုသူခံစားလိုက်မိတယ်အဘိုးကတော့ဟုတ်တယ်အဲ့ဒီအိတ်ထဲမှာကြေးတင်ကားတွေအဖိပါတယ်လို့အေးစစ်စွာပဲပြန်ပြောခဲ့တယ်အိတ်ကအញ្ញမ်းလေးပင်ပဲဂျိတ်ကအိတ်ကိုပခုံးပေါ်တင်ပြီးအဘိုးနဲ့အတူလမ်းစားလျှောက်ခဲ့တယ်လမ်းလျှောက်နေတော့မှအဘိုးကသူ့ကိုပဲစူးစိုက်ကြည့်နေလာကိုဂျိတ်တတိထားလိုက်မိတယ်ဂျိတ်ကသူငါ့ကိုအိမ်နဲ့ထွက်ပြေးသွားမှစိုးရိမ်နေတာမသိဘူးလို့တွေးမိတယ်ဒါပေမဲ့ငါကတခိုးမဟုတ်ဘူးဘသူကမှတစ္ဆာမဖောက်ဘူးငါကရိုးရိုးသားသားအလုပ်လုပ်ပြီးငွေရှာခြင်းတယ်လို့သူ့ကိုယ်သူပြန်လဲသတိပေးခဲ့တယ်သူတို့နှစ်ယောက်မိကံပါတစ်ခုကိုရောက်တဲ့အခါမှာတော့အဘိုးကတစ်ဖက်ကမှရက်နေခဲ့တယ်ငါကအသက်ကြီးနေပြီဒီအိတ်နှလုံးနဲ့မြစ်ကိုဖြတ်လို့မဖြစ်ဘူးစူးစမ်းဖြတ်ရင်ရင်နစ်သွားနိုင်တယ်ငါအတွက်နောက်ထပ်အိတ်တစ်လုံးတည်ပေးပါလားစိတ်မပူနဲ့မင်းကိုရွှေတင်ကားသုံးပြထပ်ပေးပါမယ်လို့ပြောတယ်ဂျိတ်လည်းသဘောတူလိုက်တယ်ဒါပေမဲ့အိတ်ကိုလမ်းယူလိုက်အချိန်မှာအဘိုးကသူ့ကိုတားလိုက်ပြီးမင်းထွက်ပြေးမှမဟုတ်ဘူးဆိုပြီးကတိပေးလို့ပြောတယ်ဂျိတ်အံ့ဩသွားတယ်ကျွန်တော်ကဘာလို့ထွက်ပြေးရမှာလဲလို့မေးတယ်အဘိုးကဒီခေတ်မှာလူတွေကိုယုံဖို့ခတ်တယ်ဒီအိတ်ထဲမှာငွေတင်ကားတွေပါတယ်လို့ရှင်းပြတယ်အခုတော့ဂျိတ်နည်းနည်းစိတ်တူလာတယ်ကျွန်တော်ကတခိုးလို့ထင်နေတာလားကျွန်တော်ပတ်စံအတွက်လင်ညာတန်းတဲ့သူမဟုတ်ဘူးအိတ်ကိုပေးပါလို့ပြန်ပြောပြီးဒုတိယအိတ်ကိုကောက်ပြီးမြစ်ကိုဖြတ်ကူးသွားခဲ့တယ်ငွေတင်ကားတွေတောင်မှသူ့လေးရိုးသားတဲ့တန်ဖိုးကိုရင်းရိုင်းစေခဲ့ခြင်းမရှိဘူးအဲ့ဒီနောက်မှာတော့သူတို့တောင်ကုန်းတစ်ခုစီရောက်သွားကြပါတယ်ဂျိတ်ကဖြည်းဖြည်းချင်းတောင်တက်သွားပြီမဲ့အဖိုးကတော့တောင်ကျင်မှာကျက်နေဟဲ့ပါတယ်ဂျိတ်ကလာလိဗျာဘာလို့အောက်မှာရပ်နေတာလဲလို့လှန့်ခေါ်လိုက်တယ်အဖိုးကငါအသက်ကြီးလို့နေပြီဒီအိတ်နဲ့တောင်မတက်နိုင်တော့ဘူးလို့ပြန်ဖြေပါတယ်ဒါဆိုကျွန်တော်ကိုပေးပါကျွန်တော်တဲပေးမယ်လို့ဂျိတ်ကပြောလိုက်တယ်အဖိုးကခဏစဉ်းစားပြီးဒါပေမဲ့ဒီအိတ်ထဲမှာရွှေတင်ကားတွေပါတယ်မင်းထွက်ပြေးသွားရင်ငါလိုက်ဖမ်းနိုင်မှာမဟုတ်ဘူးလို့တန်တရားနဲ့ပြောပါတယ်ဒီတစ်ခါမှတော့ဂျိတ်တော်တော်လေးစိတ်တူသွားပါတယ်ကျွန်တော်ပြောပြီးပြီလေကျွန်တော်ကအဲ့ဒီလိုလူစားမျိုးမဟုတ်ဘူးကျွန်တော်ဟာရိုးသားတဲ့သူပါအရင်ကချင်းငွေကုမ္ပဏီတစ်ခုမှာစီရင်ကုန်အထိအလုပ်လုပ်ခဲ့ဘူးတယ်ဒါပေမဲ့သူတို့ကဖောက်တဲ့တယောက်ရဲ့ချင်းငွေအကြောင်းလိန်ငါခိုင်းလို့ကျွန်တော်အလုပ်ကထွက်ခဲ့တာလို့သူ့ရဲ့ရိုးသားမှုကိုတက်တည်ပြဖို့ပြောပြလိုက်တယ်အဖိုးကယုံကြည်ဖို့မရသေးပေမဲ့နောက်ဆုံးမှာတော့မင်းပြောတာအမှန်ဟုတ်မဟုတ်တော့ငါမသိဘူးဒါပေမဲ့ရော့ဒီအိတ်ကိုယူသွားငါကဖြည်းဖြည်းချင်းလျှော့လာခဲ့မယ်မင်းကတောင်းတစ်ဖက်မှာငါ့ကိုစောင့်နေလို့ပြောပြီးအိတ်ကိုပေးလိုက်ပါတယ်ဂျိတ်ဟာအိတ်ကိုမပြီးအဖိုးကိုထားခဲ့ကလမ်းဆက်လျှောက်လာခဲ့ပါတယ်လမ်းလျှောက်နေရင်သူ့စိတ်ထဲကိုအတွေ့တစ်ခုဝင်လာခဲ့တယ်
ဒီအိတ်သုံးလုံးနဲ့ထွက်ပြေးသွားရင်အဖိုးကြီးငါ့ကိုလိုက်ဖမ်းနိုင်မှာမဟုတ်ဘူးငါကတက်လုံးချမ်းသာတော့မယ်သူကအသက်ကြီးနေပြီအသက်ဘလောက်ရှိရှိနေနိုင်တော့မှာမို့လို့လေဒီပိတ်ဆံတွေနဲ့သူဘာလုပ်မှာလဲငါကတော့လူငယ်တယောက်ဒီပိတ်ဆံတွေရရင်စသေးထိမယ်လှပတဲ့မင်းကလေးတယောက်ကိုလက်ထပ်ပြီးစီးစိမ်ရှိတဲ့ဘဝနဲ့နေထိုင်နိုင်မယ်ဒီအသွေးတွေရဲ့သွေးဆောင်မှုကိုခံလိုက်ရတဲ့ဂျိတ်ခါအိတ်သုံးလုံးကိုလွယ်ပြီးအာဂုံတုံးကပြေးပါတော့တယ်အိမ်ကိုမောဟိုက်စွာပြန်ရောက်လာပြီးအိတ်တွေကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဂျိတ်တုံလုသွားခဲ့ပါတယ်အထဲမှာရွှေတွေငွေတွေမရှိပဲကြောက်ခဲလေးတွေသာရှိနေခဲ့ပါတယ်ဘာလို့အဖိုးအိုကလင်ညာခဲ့လာလဲလို့ဂျိတ်တွေးမိလိုက်တယ်အဲ့ဒီအချိန်မှာပဲအိတ်ထဲကစားတဆောင်လို့တွေ့လိုက်ရတယ်သူကောက်ယူဖတ်ကြည့်လိုက်တဲ့အခါမှာတော့ငါဟာဒီနိုင်ငံရဲ့ဘရင်မင်းမြတ်ထီတယ်ငါမှထီနန်းဆက်ခံသူမရှိဘူးငါလည်းအသက်ကြီးလာပြီဖြစ်လို့ရိုးသားတဲ့လူတစ်ယောက်ကိုငါ့ရဲ့မွေးစားသားတော်နဲ့အနာဂတ်ဘရင်ဖြစ်ရှာဖွေနေခဲ့တာဖြစ်တယ်အကယ်၍မင်းသာထွတ်မပြေးဟဲ့ဘူးဆိုရင်အဲ့ဒီလူကမင်းပဲဖြစ်လာမှာဒီစာကိုဖတ်လိုက်ရတဲ့အခါဂျစ်ဟာနောင်တကြီးစွာနဲ့ကြေကွဲသွားခဲ့ပါတယ်သူဟာတသက်လုံးရိုးသားခဲ့သူဘသူ့ကိုမှမလိမ်ညာခြင်းခဲ့ဘူးဒါပေမဲ့လောဘစိတ်နဲ့ယင်တဲ့အတွေ့အသေးတစ်ခုကအရာအလုံးကိုပြောင်းလဲပစ်ခဲ့ပါတယ်နောက်ထပ်ခဏလေးသာသူ့စိတ်ကိုသူထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်သူဟာထီးနှံဆက်ခံသူဖြစ်လာနိုင်မှာပါဒါပေမဲ့ယုံညံ့တဲ့စိတ်တစ်ခဏလေးကြောင့်သူ့ရဲ့ဘဝရဲ့အကြီးဆုံးအခွင့်အရေးကိုသူလက်လွတ်ဆုံးရှုံးခဲ့ရပါတော့တယ်ဒီပုံမြင်ကကျွန်ုပ်တို့ရဲ့အတွေးအဟာဘလောက်တောင်အစွမ်းထက်တယ်ဆိုတာကိုသင်ပေးနေပါတယ်ဂျိတ်ခါမူလကရိုးသားတဲ့သူတယောက်ပါဒါပေမဲ့လောဘစိတ်ဝင်လာတဲ့အတွေးတစ်ခုကသူ့ကိုလမ်းမစီတော့ပို့ဆောင်ခဲ့ပါတယ်ထွက်ပြေးသွားရင်အဖိုးကြီးလိုက်မမီနိုင်ဘူးဆိုတဲ့အတွေးသေးသေးလေးကနေငါချမ်းသာတော့မယ်ကြီးကျယ်ခမ်းနားတဲ့ဘဝကိုနေထိုင်ရမယ်လှပတဲ့မိန်းမတယောက်ကိုလက်ထပ်မယ်ဆိုတဲ့စိတ်ကူးရင်အတွေးတွေအဖြစ်သူကူးပြောင်းသွားပြီးသူ့ရဲ့တန်ဖိုးတွေကိုကြောခိုင်းစေခဲ့ပါတယ်ကျွန်ုပ်တို့၏အစိုးဆုံးရန်သူတောင်မှမိမိအစိုးမြင့်စေအတွေ့များလောက်ကျွန်ုပ်တို့ကိုမထိခိုက်စေနိုင်မှာလှုပ်ဆောင်ချက်တိုင်းဟာအတွေးတစ်ခုကနေစတင်ပါတယ်အတွေးတွေကစကလုံးတွေဖြစ်လာတယ်စကလုံးတွေကလှုပ်ဆောင်ချက်တွေဖြစ်လာတယ်လှုပ်ဆောင်ချက်တွေကအကျင့်စရိုက်တွေဖြစ်လာပြီးအကျင့်စရိုက်တွေကကျွန်ုပ်တို့ရဲ့အနာဂတ်ကိုပုံဖော်ပေးပါတယ်ဒါကြောင့်ကျွန်ုပ်တို့ဟာအစိုးမြင့်တဲ့ယာလတ်တွေကနေကာကွယ်ခြင်းနဲ့ဆိုရင်ကျွန်ုပ်တို့ရဲ့အတွေးတွေကိုဂရုစိုက်ရပါမယ်ရိုးသားပြီးအပြုသဘောဆောင်တဲ့အတွေးတွေကပုံမကောင်းမွန်ပြီးလှပတဲ့ဘဝစီတို့ကျွန်ုပ်တို့ကိုလမ်းညွှန်ပေးနိုင်ပါတယ်။တင့်ရဲ့အတွေးမျိုးစေ့တွေကိုဂရုစိုက်ပါ။ကျွန်ုပ်တို့ရဲ့အတွေးတွေကအနာဂတ်အတွက်စိုက်ပျိုးထားတဲ့မျိုးစေ့တွေနဲ့တူပါတယ်။တနေ့နေ့မှာအဲ့ဒီမျိုးစေ့တွေကအပင်ပေါက်ပြီးကျွန်ုပ်တို့ရဲ့အနာဂတ်အဖြစ်ရှင်အတန်ကြီးထွားလာမှာပါ။ဒါကြောင့်အဲ့ဒီမျိုးစေ့တွေဟာငြိမ်းချမ်းမှုအကောင်းမြင်စိတ်နဲ့ရိုးသားမှုတို့နဲ့ပြည့်စုံနေဖို့တေချာအောင်လုပ်ရပါမယ်။ဘဝမှာစိတ်ရှိပါတီးခံပါကျေးဇူးတင်တတ်ပါရှေ့ဆက်လျှောက်လန်းနေပါအပန်းမကြည့်ရင်ကောမလီတစ်ကြောင်းလောက်ရေးခဲ့ပြီပါ